ကျွန်တော်နှစ်ပါးဒီမအောင်နိုင်လို့မြန်မာပြည်မှာလို့ရွှေမိုးတွေရတယ်ကချက်တီကောင်းမုံနဲ့ထပ်ထွက်လိုက်ပါဆိုတော့အငယ်ကိုအတင်းကူစားပြီးတော့ချက်ချင်းလေလာပြီးရောစီးကြီးရိုက်တယ်ခုလိုမျိုးကျွန်တော်ကြည့်တဲ့မိသားစုမျက်နှာမှာပေါ်လွင်တယ်မသိရင်စိတ်ရင်မိုးရတာကိုသူတို့ရတာကြားတယ်ကြည်မျိုးပီတိရဲ့ရင်အောက်ကနေကြည့်ရိုက်တယ်လေဒါကြောင့်မလို့ကျွန်တော်ရဲ့မိသားစုတွေကချင်းချင်းမြောက်စားတဲ့ကျွန်တော်တို့ဒီပတ်စံတွေတော့လည်းကောင်းအဝတ်စားတွေတော့လည်းကောင်းဒီရှူးတွေတော့လည်းကောင်းအလဟတာမဖြစ်အောင်လို့ပေါ့နော်ကျွန်တော်တို့စီးစနစ်လေးနဲ့ဆရာရဲ့လမ်းညွှန်မှုနဲ့အတူကျွန်တော်တို့ဇက်သမားတွေကဘုန်းကြီးဇက်လဲကပြီးတော့ရောနောက်တစ်ချိန်ကျတော့ဘာမှလည်းမရှိတော့ပိုင်ဆိုင်မှုမရှိတော့ဘူးဆိုပေးရဂျိုမနဲ့ချင်းချင်းရဂျိုမနဲ့တဲ့မင်းသားမဖြစ်အောင်လို့ကျွန်တော်တို့စီကံတကြလေးနဲ့ကောင်းမွန်တဲ့မှန်ကန်တဲ့မင်းသားကောင်းလေးတစ်လက်ဖြစ်အောင်လို့အမှုပညာမှာရောဒီငွေကြေးပိုင်းမှာရောစီးစနစ်တကြနဲ့ဆက်ပြီးတော့ချွတ်ပါမယ်လို့ဒါဆိုင်ကပြောချင်ပါတယ်